ဓမ္မကြည့်လိုက်နော်ဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာဖုံးကြီးပါလို့ပြောဖို့ဟာတော့မှလူမြင်ဖို့ရှက်စရာကြည်ဝါကြည့်တယ်မှာမင်းတို့မြင်းကြံမှာမိုက်ခဲဆိုတာကြားဘူးတယ်ဟုတ်လားဟမ်ခုမိုက်ခဲကဘယ်ရောက်သွားပြီလဲဟမ်မိုက်ခဲကလဲသွားပြီမိုက်ခဲကလူလဲဖြစ်သွားပြီမြင်းကြံမျိုးကြီးကိုတိမ့်မယ်ဟုတ်လားသထိုးကိုတိမ့်မယ်ဟုတ်လားတောင်းတောင်ကိုတိမ့်မယ်ဟုတ်လားအခုမိုက်ခဲဘယ်ရောက်သွားပြီလဲဗရမ ्या ထွက်တဲ့နေရာကိုမိုက်ခဲကထိုးပေါက်မှာပေါ့ဘာလို့အသေးခံမှာတော့ဟမ်မြင်းကြံမှာရေရှင်နေလို့ရှိရင်မိုက်ခဲဘာဖြစ်မှာလဲအဲ့တော့မိုက်ခဲကဟုတ်လားလေလိုက်မော်ကပဲအလုံးလုံးတော့တာလေလိုက်မော်ကလည်းအလူခံလာလဲသူခုတလောပတ်ဆံနေအများကြီးရတယ်အခုသူဝစ်ထားတဲ့မြင့်မှန်နေသူပတ်ထားတဲ့လက်ပနာကြီးကြည့်လိုက်ဗရန်နေအဟောင်းအညာသားတွေမဟုတ်ဘူးဟုတ်လားဟောငါပေါက်တယ်ဗရန်နေရောနားလေပြောကဲမိုက်ခဲပတ်ထားတဲ့မြင့်မှန်တဲ့လက်ပတ်နာကြီးကဘာဗရန်လဲဘယ်ဈေးလဲဟမ်ဟာဒီတာဆန်ကောင်ပေါက်ပန်း40ပဲဘာမှလည်းမတိပဲနဲ့ပြောချင်တာစွတ်ပြောဒါလားဖုန်းကြီးဟမ်ဖုန်းကြီးဆိုတာဒါကိုပြောတာလားကဲဗုဒ္ဓဘာသာမဟုတ်တဲ့အခြားဘာသာတယောက်ကဒီဗီဒီယိုဖိုင်ကိုတွေ့မယ်အော်ဗုဒ္ဓဘာသာဖုန်းကြီးဆိုတာဒါလိုစစ်တနန်းတွေပေးလို့ရတယ်ဒါလိုစကားတွေပြောလို့ရတယ်ဒါဗုဒ္ဓဘာသာဖုန်းကြီးပေါ့လို့မထင်ပါဘူးလား